မနေ့မနေ့မိုးလင်းတာနဲ့လူတွေသွားဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ။မမေလူတွေသွားပါမယ်။ဒီမှာကျတော့စီချက်ဆက်ဆောင်မုတ်ချိုတပိပြီးကြိုးပါတယ်။ဒီမှာလည်းလူတွေအရန်စီပါလေ။အိမ်ပြန်ရတော့မနေ့9လခွဲနေပါပြီ။ဒါကတော့လူကပြန်နေစတိုင်းပါ။ပြန်တော့ပဲလေးပေးနေပါလေ။မှန်ရှိမှာပြီးတော့မမေရဲ့ထုံးစံတိုင်းအိမ်ပေါ်မှာတပင်လေးတွေတွားပြီးတော့ဒီတွားလောက်ပါမယ်။တပင်လေးတွေဟိုပင်ကြီးဒီပင်ကြီးရှောက်ကြည့်ပါလေရေမလောင်းခင်အဲ့ဒီတပင်တွေကတော့မမေကြိုက်ဆုံးပင်လေးပါစိတ်ဆုံးပြီးကန်လိုက်ရင်လည်းအရန်ကန်လို့ကောင်းပါလေအပေါ်မှာကျတော့စုကုပန်းမင်းတွေပဲများပါလေဒီပင်လေးနဲ့မမေရန်ကြိုက်ရတော့ပါပါလေဟိုဖက်မှာဆိုနှင်းစီပန်းလေးရှိပါတယ်နှင်းစီပန်းကမြေနဲ့ဖြူနှစ်မျိုးပဲရှိပါတယ်မင်းတို့အိမ်မှာတော့အများဆုံးတော့စကုပန်းပဲပါဒါတော့ဘာမှမသိပါဘူးအမပန်းမင်းတော့ရတော့ပန်းမင်းအိမ်ဟာပန်းလေးနည်းနည်းတီးတီးလေးကို2000နဲ့ရောင်းလိုက်တာပါမင်းအိမ်ရောက်တော့ပိန်ကြီးဖြစ်သွားပါပြီဒါတော့စကုပန်းဖြူပါဒါဟိုပင်ပြဒီပင်ပြပြီးပြီဆိုတော့တပင်လေးဆောက်ရပြီးလုံးပါမယ်မမေရဲ့မနက်ပိုင်းတော့အဲ့ဒီတပင်လေးတွေကိုအေးအောင်ရေလုံးရပေးရတဲ့လောက်ပါရှေ့မှာကျတော့ပိုက်မရှိတော့အိတ်ထဲနဲ့ပိုက်ကဒီပြန်လေးပြီးတော့ဘုံနဲ့ခက်ပြီးတော့လောင်ရပါတယ်ပမင်းလေးလှနေရင်အရန်ကိုစိတ်ချမ်းသာရတဲ့ထဲမှာပါပါတယ်မြန်ပန်းဆိုရင်တစ်ခါပွေတဲ့ပန်းမချက်ပါဘူးမြန်နဲ့12ရာသီခဏခဏပွေတဲ့ပန်းတွေပဲချက်ပါလေဒါတော့ဆိုတော့အဲ့မှာ12ရာသီပွေနေမှာကိုလည်းမြန်နဲ့စိတ်ချမ်းသာပါဘူးပမင်းလေးရေလောင်းပြီးပြီဆိုတော့ဒါတော့အိမ်ရဲ့ပင်ပေါ်နဲ့ကြည့်လိုက်ရင်တရက်ပင်လေးပဲများပါလေမမေတို့အိမ်ပတ်ချလိုက်ကြည့်လိုက်ရင်တရက်ပင်လေးပဲရှိပါလေကြည့်လိုက်ရင်သူသိရင်တောတဲ့ရောက်နေသလိုပါပဲဟိုဘက်အိမ်ကြည့်လိုက်ရင်လည်းတရက်တီးဒီဘက်အိမ်ကြည့်လိုက်ရင်လည်းတရက်တီးတွေအများကြီးရှိပါတယ်ဒါကတော့အိမ်ပေါ်နဲ့လှမ်းရိပ်ထားတာပါဒါတော့မမေတို့အိမ်ကတရက်ပင်ပါတရက်တီးမြဝေးရမယ်မြင်ရမှာတော့နီးကဆွဲလိုက်တော့တော့မမြင်ရပါဘူးဟိုဘက်ချမ်းမှာလည်းတရက်ပင်လေးအများကြီးရှိပါတယ်မသိရင်တစ်တော်တဲ့ရောက်နေသလိုပါပဲချိန်တဲ့အိမ်မှာခူးစားလို့ရပါတယ်တရက်တီးတွေကတော့တော်တော်လေးကိုတီးနေပါတယ်ဒါတော့ဆိုင်ထဲရက်ပြီးတော့အလုပ်လေးစားလုပ်နေပါပြီဒါကတော့အမေအိမ်နောက်ဘက်ကခူးလာပေးတဲ့ဤပါဒဝဲလို့ဆိုရင်တော့မချင်းမတိလို့ခေါ်ပါတယ်ပမာလို့ဆိုတော့မခေါ်တတ်ပါဘူးဒါကတော့ဒီနေ့ပစ္စည်းတွေထက်ရောက်လာတယ်ဆိုတော့မမေကပစ္စည်းတွေထုတ်ပြီးတော့ရောင်းမှုတွေတစ်ခါလေးချိန်နေပါလေမမေအဲ့လိုပစ္စည်းတွေအများကြီးရမ်းပါလေဒီနေ့တော့တတမနေ့ပြန်